ဒီတစ်ခါနဲ့ဒီပြင်ပြပေးမဲ့ makeup look လေးကတော့ soft glam makeup look လေးပေါ့နော်အဲ့တော့နဲ့ဒီ moisturizer လေးကိုတေချာနိုင်လေးလူပါမယ်ဒီ makeup setting spray လေးကိုနဲ့ဒီက makeup လူခင်တစ်ခါ makeup လူပြီးလူခံနေကြရင်နဲ့ဒီ makeup sponge လေးမှလည်းတစ်ခါဖြန်းပေးပါတယ်ဒီတော့ foundation ကို blend တဲ့အခါကျရင်မျက်နှာတစ်ပြင်လုံးကို blend လိုက်တာမဟုတ်ဘဲနဲ့ဒီအလယ်နေရာလေးမှာပဲတေချာ blend လေးပေါ့နော်အတော့မှဒီကို sponge နဲ့ blend တဲ့အခါကျမှတေချာလေးညံ့ညံ့လေးနဲ့တိတ်တိတ်လေးဖြစ်နေမှာဖြစ်ပါတယ်blusher လေးကိုလည်းနတီခုန sponge လေးနဲ့ပဲတေချာလိုက်ပြီးတော့ကိုလိုချင်တဲ့ placement လေးမှာတေချာ blend ပေးပါတယ်ဒီ eyeshadow ဆွဲရလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘေး brush လေးသုံးရမလဲဘယ်လို detail လုပ်ရမလဲဆိုတဲ့ဟာလေးကိုဒီသင်တန်းမှာသင်ခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုဒီပြန်ပြီးတော့အခု share လုပ်ပေးပါမယ်ဒီမှာအသေးစိတ်တေချာမပြင်ပြထားရတာကလေးဒီဗီဒီယိုလေးရှိသွားမှာဆိုလို့ဒီမပြပဲနဲ့နောက်ပိုင်းကျမှဒီမျက်လုံးကိုတီးတက်ဒီဗီဒီယိုလေးနောက်တစ်ပုတ်တင်ပေးပါမယ်နော်ဒါလေးကတော့နတီကပေါ့နော်ပေါင်တာလေးနဲ့ကိုလင်းချင်တဲ့နေရာလေးကိုတေချာလိုက်ပြီးတော့ plan ပေးလိုက်ပါတယ်နတီရဲ့ဗီဒီယိုလေးကိုစိတ်တိုင်းကြမယ်လို့မျှော်လင့်ပါတယ်နတီရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးဖို့လည်းမေ့ကြပါနော် bye